အားလုံးပဲကျွန်တော်ကတော့အားသားပါခုလိုတော့အဆင်ပြေကြရလားဗျာကျွန်တော်အတွက်ကတော့အဆင်ပြေပါဘူးဗျာဘာလို့လဲဆိုတော့ဒီပလေးတိုင်းထဲမှာပါတယ်အကောင်းဆုံးပါရဲ့ကျွန်တော်ကိုချောင်းလဲနေကြရဲ့ဗျာသူတို့နေရာထဲမှာရှိနေကြပါတယ်ကျွန်တော်ပြောတာကိုကိုတို့နားလည်လာပါလိမ့်မယ်ချစ်စင်ကတော့ဒီလိုလေးစခဲ့ပါတယ်တပါးကြီးလေကွာလူဟန်လေဟုတ်တယ်ဘာကြီးလဲဟာပေါ်ပြရစားတယ်ဘာတော့ပေါ်ပြရစားဆိုတာဖတ်ကြည့်အောင် Hi Ada, nga Poppy ba? Ni huyab niya ka ba? Ni hindi ka ba mo? Di ka ba makang suway siya? Tudo, jiyan lusin so ni tay so hari siya mayami. Ay tidi ma, tudo ay ane chedi. Tudo baluta amne sa pai. Ya rena sa pondolo ni balunya ma tuwing kami siya kadaro mani. Piyo sa mga kitaro tuwi. Tudo, kunyi bilay at nito na. Kaya tudo tuwawit tabi mo sa way. Ni mapichi na si tuwali mo. Diyan mo masi. သူငါ့ကိုဘာပြောသွားလဲငါနားမလဲဘူးဘယ်မကောင်းဆိုးရလဲ I don't know သူဘာပြောသွားလဲငါတော့သိရောဒီလောက်တော့အဲ့တိတ်ဆိုတဲ့ဟာကိုရှားမယ်ဝေးဒါဘာကြီးလဲဟာ difficulty ချင်းလို့ရပဲဒါလည်းမကောင်းဆိုးရအားရောဒါပေါ်ပြီးပလေးတိုင်းကမကောင်းဆိုးရလားလို့ Oh my god ဒါဘာဖြစ်နေရလဲကွာငါအင်းနေဆုံး Star 2လေးလောက်ထားမှရတော့မယ်ဘာလဲကျွန်တော်တွေ့ရမှလည်းမသိဘူးဘာဒီကောင်ညမှာပုံမှန်လာလဲငါမသိဘူးညောင်ရေးဘဲကောင်းလုံးကွာငါဟာဟော်ရမဆိုကြောက်တတ်ပါရဲ့ဆိုအဲ့ဒါကိုတခြားဘုံငါတိတ်တီရှာမဟုတ်တယ်သူပြောလို့တိတ်တီကိုရှာမယ်ဒါပေမဲ့အဲ့တိတ်ကဘယ်မှာလဲတိတ်တွေကဘယ်မှာပေးထားလဲငါမသိဘူးကွာဒုက္ခပါပဲကဲလောလောဆယ်ပိကလေးလောက်ကိုကြောက်တောင်းနဲ့တူထားပါအောင်မယ်ကွာအောက်ကဘာလဲတော့ကွာအော်ခါတော့ TV နဲ့ကြည့်ရမှာလားမသိဘူးအဲ့တိတ်တွေအဓိကပြဿနာအဲ့တွေကိုရှားမှာကွာအဲ့တိတ်တွေမရှာခင်အဲ့မကောင်းဆိုးရရင်ငါဖမ်းတယ်ဘယ်လိုလုပ်မလို့ကွာဒီပေါ်ပီကလည်းကွာငါဘာမှဆက်ရှင်းမပြတော့ဘူးကြီးပဲတော့ဆိုတော့ငါမှဒီ2လေးလောက်ထားလိုက်တာပဲကောင်းပါရဲ့လေ yes ငါအနည်းဆုံးတော့နည်းလေးပါလေးအသားလေးရဖို့ရှာရင်ကောင်းမယ်ကွာဟုတ်တယ်ငါအသားလေးပါလေးရှာထားလိုက်မယ်အနည်းဆုံးတော့မတင်အောင်ပေါ့ကွာဝေးဒါတိတ်လားကွာအဘာကြီးလဲအတိတ်လားမသိဘူးသူပေါ်ပီဖြစ်သွားတဲ့တိတ်တယ်လားမသိဘူးလားဟုတ်လားမသိဘူးI don't know အဲ့ဒါဘယ်လိုဟာကြီးလဲမသိဘူးကွာတိတ်တော့တိတ်ပဲကွာငါလည်းမသိဘူးကွာတိတ်ဆန်နဲ့ရှာအိုးအဲ့ဒါဟန်ဒီဝင်ကြီးပဲသူငါ့ကိုကြည့်နေတာကွာအာသူငါရှိလာတော့မှလည်းမသိဘူးငါကြောက်တယ်ကွာတော်ပြီကွာကိုဘလော့စင်မီကောက်ရပဲကောင်းပါလေကွာအမြင်မှလောက်ပါကွာလက်ထရလည်းတုံးနေပြီအဲ့ကောင်ငါ့ကိုဘာလို့စိတ်ကြည့်နေရတော့အဟိုလောက်အောင်ကွာရောအဲ့ကောင်ညမပေါ်မှာမဟုတ်ဘူးလားဘလို့ဒီချိန်ကချောင်းနေရလဲကွာရောရေးလောက်ချပါအောင်ကွာရောငါလောက်ပေါ်ငါကြောက်ပါလေဆိုဒီညာကြီးကြီးပေါ်မှာအေးရမလဲငါမပြောနဲ့တော့ဟာဒီကောင်လည်းကြည့်နေသေးတယ်ကွာတော့ဝေးတော့စမ်းပါကွာရောရက်လည်းမရဘူးကြောက်စရာကြီးကွာတော်ပြီကွာယောက်ျားတက်တိနဲ့ကွာပြန်ဆင်းမယ်အကောင်အဲ့ကောင်တို့ဖိုင်မဲ့တော့တီးကြည့်မယ်ကွာဟောရေးရော့ဟာအဲ့လောက်ရောက်လာဘလူးဟန်လေတုံးစားမရပါဘူးကွာရောက်လည်းမရဘူးရောကြောက်ပါလေဆိုโอเคငါအောက်ကိုဆင်းလိုက်တာပဲကောင်းပါလေကွာဟုတ်တယ်ငါအောက်ကိုပဲဆင်းလိုက်တော့မယ်အဲ့ကောင်လည်းမသွားသေးဘူးကွာဆင်းရမလားဒါမှမဟုတ်ဆင်းအဲ့ကောင်ရောက်လာမလားမသိဘူးရောအဲ့ဒါရဲ့တိုင်းရတကယ်မမိရပါကွာရောအဲ့ကောင်လည်းမရှိနေသေးတယ်မိလားမသိဘူးဒီလောက်ကဆိုလို့အဲ့တော့တရက်ရှည်တော့ရှည်ကွာဒါအဲ့လောက်ကြီးမမီဘူးကွာဒီလားကွာတော့ပြီမစိမရှိတော့အဲ့ဒီကောင်စီသွားမယ်ထားလိုက်တော့ကွာတတိရှိနဲ့သွားသူပြတ်သွားရဲ့ကွာဟဲ့သူဘယ်လိုပြတ်သွားလဲဘာဖြစ်နေလဲငါတကယ်စဉ်းစားမရတော့ကွာ
အဲ့ပဲပဲကောင်းတော့ကူလက်ဆိုင်နဲ့ကူလိုက်တော့မယ်ညောင်ကြီးအဲ့ဒီဝင်နေမအဲ့ဘာကြီးလဲဟာ CCTV လားအော်သူတို့ငါ့ကိုကြည့်နေရလားညောင်ကြီး CCTV ကဒီမှာရှိနေဆိုတော့တကယ်ကငါ့ကိုစောင့်ကြည့်နေတယ်ပေါ့လားဘာလဲကွာငါတော့ဖြတ်လိုက်ပြီတကယ်ငါ့ကိုတကယ်စောင့်ကြည့်နေရတာမသိဘူးတကယ်ကိုကြောက်စရာကောင်းနေရပဲပို့ပြီးပြောသလိုငါတိတ်တယ်ကိုအမြဲရှာမရတော့မဟုတ်ရင်သူငါ့ကိုမိသွားပြီးငါ့ကိုတက်ပြစ်လိုက်မယ်ခင်ဗျမိုက်ခက်တော့ဆက်မစောချင်တော့ကွာဒီကောင်လေးချောင်းလန့်နေရတယ်ပဲဒီညလည်းငါဘယ်မှာနေရမလဲမသိဘူးကွာရွာလေးပါလေးရှာထွင်းတော့ကောင်းတာဒါပေမဲ့ဘာရွာမှလည်းမတွေ့ဘူးကွာတို့ကလည်းကောင်းကောင်းကိုရှာမရအောင်တကယ်ဒုက္ခနဲ့လာတွေ့ပြီဗျာတကယ်ပါပဲကွာငါစောနာလည်းစားတယ်တော့မရှာခဲ့ရဘူးဒါကြီးမင်းစဉ်းစားနေကွာမင်းစဉ်းစားတယ်ဘာလုပ်ရမလဲကွာမောင်ရင်းပေါ်တရှိရဲ့အဲ့ chest မှာဘာကြီးလဲမတွေ့လိုက်ရင်တွားယူလိုက်မယ်တိတ်လည်းမကောင်းပါဘူးကွာပေးပစ္စည်းတွေကငါနေတာလေးတော့တိုင်ပြီးပြေးကျင်တယ်ကွာဟာအဲ့ကောင်လေးရှာလွတ်မလားမသိဘူးမပြောနိုင်ဘူးအဲ့ကောင်လေးကောင်နေတာထဲမှာလဲချောင်းရင်ချောင်းနေမှာလက်ကလက်နေသေးရဲ့ကွာတကယ်ပါအေးတော်တဲ့ပြုတ်ချနေဦးမယ်တော်ပြီအရင်ကြောက်နေပြီကွာဒီမှာခဏတော့နေလိုက်ဦးမယ်ကွာဒီညတော့ဒီမှာနေကင်းမယ်လို့ငါပြောလိမ့်မယ်ဟိုကောင်ကြီးအရေးဟုတ်အဲ့ဟန်ယွန်ကြီးအရေးရှိတော့ဒီလေးတော့မဝင်လာနိုင်တော့ပါဘူးကွာစကားလေးတော့ထစ်ကုန်ပြီကွာတကယ်ပါပဲဒီညတော့ဒီမှာ easily AF กินနေလာတယ်ကောင်းပါလေစွန်းတော့မနေရောက်ခဲ့ပြီကွာညတော့ကြောက်ဟာကိဝကြီးသူပေါ်လာပြန်ပြီကွာသူဘလို့ပြန်ပေါ်လာလဲကွာသူထက်ပြောတော့ပြန်ပြီကွာသူငါ့ကိုချောင်းနေတော့မယ်ထင်တယ်တော်သေးရပါကွာသူကြောက်ရဲနှောင်းရှက်လို့မာမီလောင်းလက်တို့ကက်နက်တို့မသိဘူးကွာပြောပရိုတိုတိုင်အကောင်လေးမပါလဲလို့တော်သေးရဲ့မလီအကြောက်တော့ပဲကွာသူပေါ်လာတော့သူတော့လည်းမနှောက်ရှက်ဘူးမျောလင်းရတာပဲရွာတရတော့မဟုတ်တခုတော့လုံးဝရောက်မှာပဲကွာအခုဒီကွာပြန်ရှောက်ပြင်းနေရတော့မယ်တိုးတွေကဘာကိစ္စအဲ့လိုကြီးတိတ်မစပွန်းတော့ငါစဉ်းစားလို့မရအောင်ခေကနက်တာပဲကွာဒီထဲမှာအာယုန်နေအများကြီးနေတော့မာဟိုဘက်ကဝင်ခေါ်မယ်ဒီဘက်ခိုင်တိုင်းခုံချိုင်းတော့ရှင်းမပြေလာဘူးကွာအဲ့ဒါတူပဲသူပြန်ပေါ်လာပြီပေါ့လေအဲ့ကောင်တက်စပွန်းလာပြန်ပြီကွာသူရွှေ့နေရလားမသိဘူးနေရောငါ့ကကာမရမယ်အဲ့ကောင်အရက်ထမင်းနဲ့ဘယ်လိုရှင်းနေတော့သူငါ့ကိုပြောပါဘူးလေအဲ့ကောင်ရွှေ့နေရမဟုတ်တော့ဘူးကွာမမီယူကွာဘလူးခါနဲ့ခေါင်းနဲ့တိုင်းအဲ့ကောင်စောနာလိုပဲပျောက်သွားမှလားမသိကဲကွာတတိရှိရပဲကောင်းပါရဲ့နည်းနည်းတော့ကြည့်လိုက်မယ်အဲ့ကောင်ထုတ်ဆန်နဲ့ပျောက်သွားမယ်လို့ဆူတောင်းတာပဲကွာအဲ့ဒါဘာတိုင်းလဲဘာလဲကွာငါမင်းဘလော့ဆင်းလိုက်ရတယ်ကြောက်ပြီးတော့တခုတော့ထူးဆန်းနေပြီတေးကြတယ်အဲ့ဒီကောင်ဒီကပြောင်းရင်ဘလို့သူဒီသားကြီးရောက်နေပြီ Oh my ဒီသားကြီးရောက်လာပြီပဲ
ဘာလို့ရှင်းလို့မရတော့ပါလဲရှင်းလို့မရရင်ရှေ့ကိုပဲသွားရင်ကောင်းပါလေအဲ့ကောင်တင်နောက်ပေါ်လာပြီလို့တော့မလို့ဘလို့လဲရှင်းလို့မရတော့ကဲဟောရေးဘာလို့အဲ့ကောင်တင်နောက်ရောက်လာလဲသူရွေးတော့မရွေးဘူးကွာဒါမဲ့အရင်တစ်ခါတော့ငါ့ကိုလက်ကြီးပြမနေတော့ဒီတိုင်းရက်နေတာဟာအဲ့ကောင်တော့ကြည့်လိုက်အောင်မယ်သူဒီတိုင်းတော့ရက်နေတာကွာမင်းသွားထားပဲကောင်းပါရဲ့ကွာအဲ့ကောင်ကဘာမှလုံးနေလုံးတော့တယ်ကွာဒီဟာထူးခြားနေပုံမှန်ထက်ငါတူးလောက်လည်းမမြင်ဘူးကွာရက်နေရမနေပြုတ်ကြမှာလဲဆိုရတယ်ကွာမမီသေးဘူးကွာဒါပေမဲ့အော်ဟိုမှာဆင်းလို့ရတယ်ကွာဘယ်လိုလဲရော့အော်မီလားမသိဘူးကွာမမီလောက်ဘူးထင်တယ်ကဲသူ့နောက်တော့ကြည့်အောင်ရယ်သူဘာမှမလုပ်ရင်တော့အကောင်းဆုံးပေါ့ကွာမီအောင်လုပ်ကြည့်အောင်မယ်မီရပါတယ်သူကဘာမှမလုပ်ဘူးဒီတိုင်းရက်နေရလားမသိဘူးကျောက်စိတ်ကပုံမအောင်ပြင်းနေတာသူကကြည့်နေရကွာဟုတ်တယ်သူကကြည့်နေရလားမသိဘူးသူကကြည့်နေရတယ်ဟုတ်တယ်ကွာသူကကြည့်နေရဆိုရင်ခဏ CCTV တွေရောက်ပါလဲငါနားမလဲတော့ကွာဘာကောင်လဲအောက်ဆင်းကြည့်လိုက်ရင်ကောင်းမလားဖြေသေးပါဘူးကွာတော်ရငါ့ကိုတက်ပလန်ဘယ်လိုလုပ်မလဲမသိဘူးအဲ့တိပဲနားလေးရှင်းလိုက်မလားယူလို့မရဘူးတင်တယ်ကဲရှင်းရင်ကောင်းမလားမသိဘူးအဲ့တော့ရှင်းလိုက်မယ်ကွာโอเคဘာမှမလုပ်ဘူးကွာမလုပ်မဲ့ပုံလည်းမပေါ်ပါဘူးOh my god ကျွန်တော်အဲ့တော့အရင်အန်ကိုသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်စားမယ်လို့တကယ်မထင်ထားခဲ့ဘူးလေကဲဒါတော့ကျွန်တော်ပုံမြင်လေးရဲ့အပိုင်း1လေးပေါ့နော်ကြည့်ရှုပေးကြတဲ့သူနားထောင်ပေးကြတဲ့သူအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျနောက်နေ့မှာအပိုင်းနဲ့သူပြန်လာခဲ့ပါမယ်